ရှိခဏဝပုံဆောင်ပြစ်တီရောဆောက်ဆုံးပြနေသောကျွေလွယ်ပွင့်လွယ်ပန်းလို့ပမာလူဝအေးတွေတိတ်မောင်ပြူထားကောင်းစုခံချမချောင်းခေါ်တိမ်ဖဲဖေးမလွတ်နိုင်ပြုသမျှကံပဲချမ်းသာမနီလွန်စင်တန်းခွဲရောက်နေသူငါအဆွဲရိမထားကြောင်းနေအတော်လေးတွေပဲတရားဒေသနာများနှလုံးသွင်းနိုင်ရင်တန်တရားဆင်းရဲလမ်းကောင်းရင်တွေ့ရမည်ပါဒီခါတော့တရားတိုင်းရှင်ချီရောက်လို့မလဲမသိနိုင်အသိနဲ့တရီကိုရှင်အမောင်းမောင်းဝေခွဲတကြောင်နေတခါတလေမောင်ရဲ့မူကြောင့်မေခဏလေးချီပါရုံးဝင်ထုံတွေကေတနာကိုငွေကြေးဆွေမကြည့်စေခြင်းအလူဒါနာတွေခဏတာလေးပါဗျာ